ဇနီးဖြစ်သူဆေးရုံမှာအလုပ်ရှုပ်နေချိန်အဲ့ဒီမိန်းကလေးကခင်မွန်းဖြစ်သူနောက်ကိုတနေကုန်တိတ်တဆိတ်လိုက်ကြည့်ပေးခဲ့တယ်ခင်မွန်းဖြစ်သူကတော့သူ့နောက်မှာစပိုင်တယောက်ပါနေတာကိုလုံးဝမရိပ်မိခဲ့ဘူးညနေဆောင်မှာတော့ဇနီးဖြစ်သူဟာအဖြေတစ်ခုကိုရလိုက်ပါတယ်မိန်းကလေးကအမျိုးသမီးရဲ့မျက်နှာကိုတော့အနီးကမမြင်လိုက်ရဘူးဒါပေမဲ့ကားနံပါတ်ကိုတော့ဓာတ်ပုံရိုက်ခဲ့လို့ပြောပြီးပေးလိုက်တာပေါ့ဇနီးဖြစ်သူဟာဒီလိုဖြစ်လာနိုင်တယ်ဆိုတာကြိုးပြင်ဆင်ထားပေမဲ့တကယ်အထောက်ထားကိုလက်ထဲမှာကင်ထားရတဲ့အခါမှာတော့ဘာလုံးရမှမသိအောင်စွန့်အားသွားခဲ့ရတော့တယ်ခင်မွန်းဖြစ်သူရဲ့မွေးနေ့ပွဲမှာဇနီးဖြစ်သူဟာအဝေးကနေစောင့်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာအရင်တစ်ခေါက်ကကားနံပါတ်နဲ့သူတွေကားတစ်စီးရောက်လာခဲ့တာပေါ့။အဲ့ဒီကားဟာဥက္ကဋ္ဌကြီးရဲ့မိသားစုပိုင်ကားဖြစ်နေပြီးခင်မွန်းဖြစ်သူဖောက်ပြန်နေတာဟာဥက္ကဋ္ဌကြီးရဲ့သမီးဖြစ်နေတယ်ဆိုတာသူသိလိုက်ရပါပြီ။သူဟာအပေါ်တော့ကိုတုံးပြီးခင်မွန်းဖြစ်သူရဲ့ကားနောက်ဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါလျှို့ဝှက်အကန့်ထဲမှာအတွင်းကာပေါင်းကြီးညိုင်းကာမဆက်ဆက်ပစ္စည်းတွေထည့်ထားတဲ့အပြာယုံအိတ်ကိုတွေ့လိုက်ရတယ်။အဆိုးဆုံးကတော့သူ့ခင်မွန်းမှာနောက်ထပ်ဖုံးတစ်လုံးရှိနေတာပါပဲ။ဖောက်ပြန်ရုံတင်မကပဲသူ့ပတ်ဝန်းကျင်ကလူအားလုံးကဒီကိစ္စကိုသိနေပြီးသူ့ကိုအယူမတယောက်လိုဝိုင်းကြည့်နေကြတာကိုသိလိုက်ရတဲ့အချိန်မှာဇနီးဖြစ်သူဟာဒေါသတွေထိမ့်မနိုင်သိမ့်မရဖြစ်သွားခဲ့ရတော့ပဲသူဟာခွဲစိတ်သားကိုကြိုက်ပြီးသူ့ခင်မွန်းကိုထိုးတက်ပစ်ထိုးအထိစိတ်ကူးရမိပေမဲ့တားလီရဲ့အနာဂတ်အတွက်စိတ်ကိုပြန်ထိန်းလိုက်ရတယ်မွေးနေ့ပွဲမှာလူပုံအလဲသူ့ခင်မွန်းကတခြားမိန်းကလေးတစ်ယောက်ရဲ့လက်ကိုကင်ထားတာကိုကြည့်ပြီးသူရင်ခွဲ့မသာခံစားခဲ့ရတာပေါ့ညမှာအိမ်ပြန်ရောက်တော့အဝတ်အစားတွေထုတ်ပြီးထွက်သွားဖို့ပြင်ပေမဲ့တားလေးကသူ့အဖေနဲ့အတူခရီးသွားဖို့ပြင်ဆင်ထားတာကိုမြင်ပြီးသူဇွတ်မလုပ်နိုင်ခဲ့ဘူးနောက်တနေ့မှာတော့ဘာမှမဖြစ်တယ်လို့ပဲမနှက်စာပြင်ပေးခဲ့တယ်ခင်မွန်းဖေသူကသူ့ကိုနမ်းဖို့ကြိုးစားပေမဲ့သူကြောက်ရွံ့လို့ငြိမ်နေခဲ့တယ်ဒါပေမဲ့ကန်တရားကကြီးစဲလိုက်တာကတော့ဆေးရုံမှာအဲ့ဒီဖောက်ပြန်နေတဲ့မိန်းကလေးနဲ့ထိတ်တိုက်ဆုံခဲ့တာပါပဲအဲ့ဒီမိန်းကလေးကပင်မလို့ဆိုပြီးဆေးစစ်ဖို့ရောက်လာတာပါဇနီးဖြစ်သူဟာဆရာဝန်တယောက်အနေနဲ့သွေးဖောက်ဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အဲ့ဒီမိန်းကလေးရဲ့လက်မောင်းကိုအားရပါတယ်ဆွဲညစ်လိုက်ပြီးသွေးအေးအေးနဲ့ကလဲ့စာချေချင်နေတာပေါ့အဲ့ဒီမိန်းကလေးသွေးလာစစ်တာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးသူဟာအိမ်မှာကိုဝန်ရှိနေပြီဆိုတာကိုစမ်းသပ်ပေးတာပါသူကကျန်းလင်းရဲ့အိမ်တော်ကြီးပြုလုပ်ရေးဖို့အတွက်တမင်တကာနှုတ်ခမ်းနီကိုခင်ပွန်းဖြစ်သူရဲ့အိတ်ထဲထည့်ခဲ့တယ်လို့အခုလေသူကိုဝန်ရှိနေတာကိုဇနီးဖြစ်သူသိအောင်လာပြတာပါဒါမှဇနီးဖြစ်သူကအိမ်ပေါ်ကဆင်းသွားပြီးသူကနေရာဝင်ယူလို့ရမှာကိုဒါပေမဲ့ဇနီးဖြစ်သူကမတုံလို့